လောကထဲမှာနေလို့ရှိရင်ဒီအချက်၄ချက်ကိုသတိထားဖို့လိုတယ်ပေါ့နံပါတ်1လောကဘဝယတ္တိဖို့အတွက်အသိပညာနဲ့ကြိုးပမ်းအထောက်မှုနံပါတ်2ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအားလုံးနဲ့မျှဝေသုံးစွဲပြီးလောကကိုအကျိုးပြုမှုနံပါတ်3အခွင့်အရေးတာလို့အောင်မြင်ကြည်ပွားလာတဲ့အခါစိတ်ဓာတ်တည်တည်ငြိမ်ငြိမ်ထားပြီးတော့ဘဝမမြင့်ဖို့ဘဝမမြင့်မဲနဲ့စိတ်ဓာတ်တည်ငြိမ်စွာထားနိုင်မှုစတုထအချက်ကကြာဆုံးခံရောက်တဲ့အခါမှာစိတ်နှလုံးတုန်လှုပ်ပြီးစိတ်ဓာတ်မကြဘူးအဲ့ဒီတရား၄ပါးကိုသာဓုတရား၄ပါးလို့လည်းခေါ်တာဒါအကောင်းဆုံးနေထိုင်ရင်သာဓုဆိုတာအကောင်းဆုံးအဲ့တော့ဘဝမှာလောကတွင်းမှာနေတဲ့အခါမှာဒီချက်၄ချက်နဲ့ပြည့်ပြည့်စုံစုံဖြစ်အောင်ကိုယ့်ကိုထိန်းချောင်းပြီးတော့နေရမယ်ဆိုတာဒါမှတ်သားတဲ့နဲ့ပေါ့နော်